ဟိုဘက်ခေတ်ကကောင်လေးစီကနေရိတ်ခါတွေဘလို့ရလာလဲဆိုတာစစ်ဆေးဖို့အတွက်အရာရှိကြီးတယောက်ကလူကိုယ်တိုင်ဆင်းလာပါပြီမင်းစီကရိတ်ခါတွေဘယ်ကနေရလာလဲလို့အရာရှိကြီးကဆူဆူဝါဝါမေးလိုက်တော့ဝစ်စုံဖြူနဲ့ကောင်လေးကမိုးပေါ်ကကျလာတာပါလို့ပျောက်ဆက်ဆက်နဲ့ပြန်ဖြေလိုက်တာပေါ့ဒါကိုအရာရှိကြီးကလုံးဝမကျေနပ်ဘူးငါစီရင်ထဲမှာနက်ဖျားဆိုတဲ့အကွက်မရှိဘူး၃ရက်အတွင်းဒီရိတ်ခါတွေဘယ်ကရလဲဆိုတာတရားဝင်အထောက်ထားပြနိုင်ရမယ်မဟုတ်ရင်တော့မင်းရဲ့ရိတ်ခါတွေကိုအကုန်ချိတ်ပိတ်ပစ်မယ်လို့ရာဇသံပေးလိုက်ပါတော့တယ်ဒီလိုနဲ့ကောင်လေးလဲကြံရမရဖြစ်ပြီးစက်ကူပေါ်မှာကြောက်တထေးကြီးကဲပါဦးအရာရှိကြီးကရိတ်ခါတွေဘယ်ကရလဲဆိုတဲ့အရင်းမြစ်ကိုလိုက်နေလို့ဆိုပြီးအသေးတန်စာရေးပြီးအကွဲကြောင်းလေးကိုပြစ်ထည့်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲခစ်တစ်ကကိုတောင်ထဲမှာရှိနေတဲ့ကောင်လေးစီကိုဒီစာကရောက်သွားတာပေါ့စာကိုဖတ်ပြီးခစ်တစ်ကကောင်လေးကဟာဒုက္ခပါပဲငါကောင်တွေကလည်းတက်တန်းကုန်ခါနီးရှော့စည်းကုန်နေဆိုတော့တရားဝင်အထောက်ထားကတိတ်မခိုင်လုံဘူးဆိုပြီးခေါင်းကုတ်သွားတယ်ဒါပေမဲ့ညံကောင်းတဲ့ခစ်တစ်ကောင်လေးကလက်လျှော့မလားကက်ထူပြားတစ်ချက်ပေါ်မှာပင်လယ်ရဲ့ချားကကုန်တယ်ရီစီကနေမျိုးရိုးစင်ဆက်ကုန်သွယ်မှုလမ်းကြောင်းတိုင်းဝယ်ယူတာဖြစ်ပြီးပစ္စည်းရောက်မှငွေချေစနစ်နဲ့လောက်တာဆိုပြီးအမိုက်စားဇလန်းစင်ပေးလိုက်တယ်စီးပွားရေးလုပ်တဲ့သူပဲဗျာကုန်ပစ္စည်းရတဲ့လမ်းကြောင်းတော့ရှိရမှာပေါ့လို့သူကจีနဲ့တလို့ပြုံးလိုက်သေးတယ်၃ရက်ပြည့်တော့အရာရှိကြီးရှိမှကောင်လေးကအဲ့ဒီအတိုင်းသွားလျှောက်တယ်ဘေးကအဖိုးအိုကလည်းဒီအတွက်ငါအိမ်ချမ်းမြေတွေကိုရောင်းချပြီးငွေချေခဲ့တာပါဆိုပြီးစာချုပ်စာတမ်းတွေပါတက်တည်ပြလိုက်ရောအရာရှိကြီးလည်းစာရွက်စာတမ်းတွေကိုစစ်ဆေးပြီးဘာမှပြောစရာမရှိတော့ဘူးကောင်းပြီဒါဆိုရင်တော့အထက်ကိုတင်ပြလို့ရပြီဒါပေမဲ့ငါမျက်လုံးတွေကမင်းတို့ရဲ့စည်ရင်းစရာပုံမှာအမြဲရှိနေမယ်လို့တတိပေးပြီးမိတကောင်နဲ့ထွက်သွားဖို့ပြင်တယ်ကောင်လေးကတစ်တာတလုံးကမ်းပြီးတော့ငါကလက်မစားဘူးလို့အရာရှိကြီးကညင်းပေမဲ့ကောင်လေးကလက်ထိုးတာမဟုတ်ပါဘူးဒါကစမ်းသက်ဖို့ကုန်မှုနာပါလို့ဆိုပြီးထည့်ပေးလိုက်တယ်လမ်းခုလက်မှာအရာရှိကြီးကကပ်ပြားမုတ်ကိုတကိုက်ကိုက်လိုက်တာမလုံးလို့သွားတော်ကျိုးမတက်ဖြစ်သွားတယ်ဒါကိုတေချာစစ်ဆေးရမယ်ဆိုပြီးတစ်တာကိုဖွင့်ကြည့်လိုက်တော့အထဲမှာအတင်စားခောက်ဆွဲထုတ်တွေဖြစ်နေတာပေါ့ရေနွေးလေးလောင်းခောက်ဆွဲလေးကိုတလုံးလောက်မြည်ကြည့်လိုက်ရုံပဲရှိသေးတယ်အရာရှိကြီးတယောက်မျက်လုံးတွေပြူးထွက်သွားပြီးအာဟာကအကောင်ဆုံးရတာပဲဆိုပြီးအငမ်းမရတုတ်တင်ပြလိုက်တာပကံတွေတောင်စင်တူရိုးမှထက်သွားတယ်ပြီးတော့စုတ်ချက်ပြည့်နဲ့ဒီအခါသာစစ်တပ်အတွက်သုံးရင်တော့900ရာထူးခိုင်မှာပဲဆိုပြီးအပျော်ကြီးပျော်သွားပါတော့တယ်တစ်ဖက်မှာလည်းဒီကုံတွေဘလို့ပျောက်သွားလဲဆိုတာသိချင်နေတဲ့တခြားလူတယောက်ကကိုတောင်ထဲမှာချောင်းချနေတယ်ကောင်လေးကလှဲတဲ့ကုံတွေကိုအကွဲကြောင်းနဲ့တွန်းချလိုက်တာမြင်သွားတော့သူမျက်မှန်ကြီးပင်ပြီးဟင်းကုံတွေဘယ်ရောက်ကုန်တာလဲမြေကြီးထဲကိုတွန်းချနေတာလားနတ်ပူဇော်နေတာလားဆိုပြီးအံ့ဩပါနန်းဖြစ်သွားတယ်ဒီလိုနဲ့ကောင်လေးရဲ့ရွာမှာတော့စပားခင်းကြီးကအောင်မြင်ဖြစ်ထွန်းနေပြီးအဖိုးအိုကဧက80စပားခင်းကြီးတပင်းမှမပြတ်စီဘူးလို့မင်းတက်နေတော့ဝစ်စုံဖြူနဲ့ကောင်လေးကဘလို့လဲအဖိုးကျွန်တော်ကိုအတုံးမကျတဲ့သူလို့ဆဲအောင်မလားဆိုတော့အဖိုးအိုကတော်ပါသေးတယ်ဒီတခါတော့အဖက်ဆယ်လို့ရသားပဲလို့ချီးကျူးလိုက်လို့ရွာသားတွေပါဟားတိုက်ရင်မောကုန်ကြတယ်ဒါပေမဲ့စီးပွားပြန်ပဲတထေးကြီးစီကိုလူယုံကသတင်းလာပေးတယ်တထေးကြီးကောင်လေးတို့ရွာကကောက်ပဲတီးနှံတွေအကုန်ထွက်လာပြီးပြလို့ပြောတော့တထေးကြီးကလက်ဖက်ရည်ပကံကိုခွဲပစ်လိုက်ပြီးတီးနှံတွေကညီချင်းညီမယ်လူတွေရဲ့စိတ်ကတော့ညီမမဟုတ်ဘူးနတ်ဖျားပေးတဲ့ရိတ်ခါထုတ်တွေကအရေးအတွက်အကန့်အသတ်ပဲရှိတယ်နတ်ဖျားကမကြခင်ပြန်တော့မယ်လို့ကောလာဟာလာလွှတ်လိုက်ဆိုပြီးကောက်ကျစ်တဲ့အကွက်ရွှေ့လိုက်ပါပြီးဒါနဲ့ပဲရွာထဲမှာနတ်ဖျားကပြန်တော့မယ်ဟဲ့ရိတ်ခါတွေလူကြဦးဆိုပြီးရွာသားတွေရုံးရင်ဆန်ခက်ဖြစ်ကုန်တယ်ဒီရိတ်ခါထုတ်တစ်ထုပ်ကိုပြန်ရောင်းရင်ငွေပြား90တောင်ရတယ်ဆိုပြီးကောလာဟာလာတွေကြောင့်အကုန်လုံးလူရက်ကုန်ကြတာပေါ့တထေးကြီးကတော့အဲ့ဒီရိတ်ခါဝယ်ယူခွင့်လက်မှတ်တွေကိုအကုန်လိုက်သိမ်းပြီးလက်မှတ်တွေငါလက်ထဲမှာရှိမှာတော့ရိတ်ခါတွေလည်းငါလက်ထဲရောက်မှာပဲမနေ့ဖြန်ကြရင်လက်မှတ်တစ်စောင်ကိုငွေတပိတ်တာနဲ့ပြန်ရောင်းစားမယ်လို့မဟာစီမံကိန်းကြီးချနေတာဒါပေမဲ့နောက်တစ်နေ့မှာဝစ်စုံဖြူနဲ့ကောင်လေးကခောက်ဆွဲထုတ်တောင်ကြီးလို့ပုံထားတဲ့အပေါ်တက်ရက်ပြီးအားလုံးပဲဒီနေ့ကစပြီးဘာလက်မှတ်မှမလို့ဘူးအလကားယူကြစိတ်ကြိုက်တာတဲကြတော့လို့ကြီးညာလိုက်ပါရောဒါကိုမြင်လိုက်ရတဲ့တထေးကြီးခင်ဗျာငါလက်မှတ်တွေငါငွေတွေဆိုပြီးရင်ဘက်ကြီးတီးလို့ကြံခဲ့ရရှာတယ်လူယုံကလည်းတထေးကြီးအခုတော့ဒီလက်မှတ်တွေကစက်ကူစုပ်ဖြစ်သွားပြီလားညဘက်ကျရင်အဲ့ဒီအကွဲချောင်းစီသွားပြီးအရင်မြစ်ကိုစုံစမ်းရအောင်လို့လမ်းညွှန်လိုက်တယ်ညဘက်မှာတထေးကြီးလူယုံနဲ့ကောင်လေးတို့အကွဲချောင်းစီရောက်လာပြီးနတ်ဖျားမင်းများကျွန်တော်မျိုးကိုရိတ်ခါတွေထပ်ပေးပါဦးဆိုပြီးရွှေတင်းကားပြတပြချပေးလိုက်တယ်ခစ်တစ်ကကောင်လေးကလည်းအောက်ကနေရွှေတင်းကားပြအိတ်ကြီးတစ်အိတ်လုံးပြန်ပစ်တင်ပေးလိုက်ရောတထေးကြီးတို့ကနတ်ဖျားကြီးအိတ်ပျော်သွားပြီလားမသိဘူးလို့ပြောနေတော့ဝစ်စုံဖြူနဲ့ကောင်လေးကအဖိုးအိုနဲ့အတူတကားဖွင့်ပြီးဝင်လာတယ်မင်းတို့၃ယောက်ငါအိမ်ကအကွဲချောင်းကြီးရှိမှဘာလုပ်နေကြတာလဲလို့မေးပြီးတခြားလူတွေရဲ့ဘိုးဘွားပိုင်မျိုးကိုလာပြီးခိုးတူးကြတာပေါ့လေလို့အဖိုးအိုကငေါက်လိုက်တယ်တထေးကြီးတို့လည်းလမ်းဖြန့်ပြီးထွက်ပြေးကုန်ကြတာပေါ့ခစ်တစ်ကကောင်လေးကတော့ရွှေတင်းကားအိတ်ကြီးကိုကင်ပြီးငါလည်းဘာမှမမထားပါဘူးဒါကမိုးပိုးပေးတာလားရှေးခေတ်လူတွေကတကယ်ကိုသဘောကောင်းတာပဲလို့ဆိုပြီးပြုံးပြောနေပါတော့တယ်ထူးဆန်းတာကနောက်တနေ့မှာတော့ကိုတောင်တဲကလူတယောက်ကမင်းတကယ်ပဲကိုတောင်3လုံးစာကုန်တွေကိုအကုန်ယူမှလားလို့မေးတော့ကောင်လေးကအကုန်ယူမဲ့လို့စာချုပ်လက်မှတ်ထိုးလိုက်တယ်မင်းဒါတွေကိုဘသူစီပြန်ရောက်နေတာလဲလို့မေးတော့ကောင်လေးကမိုးနဲ့မင်းစီကိုလို့အတီးပေါက်ကြီးပြန်ဖြေလိုက်တယ်လူမှုကွန်ရက်ပေါ်မှာတော့သူ့ကိုတက်တန်းကုန်ခါနီးပစ္စည်းတွေကိုတင်းကျုပ်ဝယ်ယူတဲ့လှုပ်ဝက်ဆန်းကျဲတထေးကြီးလို့ဟိုးဟိုးကြော်သွားပါတော့တယ်ဒါပေမဲ့ဇလန်းကဒီတင်မပြီးသေးပါဘူးခစ်တစ်ကအိမ်ရှိမင်းသားနဲ့တူတဲ့လူတွေကကောင်လေးပေးလိုက်တဲ့ပန်းအိုးအစ်စ်ကြီးကိုစစ်ဆေးနေပြီးဒါကဘာမှတမ်းမှမရှိတဲ့ရှင်းဟောင်းပစ္စည်းအစ်စ်ပဲကောင်လေးမင်းရဲ့ဘိုးဘွားတွေကဘာလုပ်တာလဲလို့မေးတော့ကောင်လေးကကိုတောင်ဆောင်တာပါလို့ဖြေလိုက်လို့အကုန်လုံးပါဇက်အဟောင်းသားဖြစ်ကုန်ကြတယ်တစ်ဖက်မှာလည်းအဖိုးအိုကနှံကောင်တကောင်ကိုဖမ်းပြီးဒုက္ခပါပဲအရှိဘက်ကနေနှံကောင်အုပ်တွေလာနေပြီး3ရက်အတွင်းရောက်တော့မယ်လို့អော်လိုက်တော့ကောင်လေးကဒါဆိုကျွန်တော်တို့စပားခင်းတွေဒုက္ခရောက်တော့မှာပေါ့လို့လန့်သွားတယ်နှံကောင်အုပ်ကြီးကောင်းကင်ရံမှာမဲမောင်ပြီးလာနေတာကိုကြည့်ပြီးကောင်လေးကမဖြစ်ဘူးငါခစ်တစ်ကကြောက်တထေးကြီးစီအမြန်သွားပြီးအကူကြီးတောင်းရမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတော့တယ်